နာပေမကိစ္စနဲ့ပတ်သက်အခုခေတ်ကစီးပေါင်နေမရှိကြတော့ဘူးလူစားမပြောတဲ့သူတွေကစားပါစီကိုတွေးလိုက်ပေါ့ကျို့ဆိုရင်ကောင်မလေးပါလာရင်တငယ်ချင်းလိုနေလိုက်တယ်သူ့ကောင်မလေးမပါလာဘူးဆိုကိုအဲ့ကောင်လေးနောက်ပြေးကပ်ပြီးတော့ပတ်သက်လိုက်တယ်ပေါ့နော်ဘလို့တောင်လဲပေါ့နော်အဲ့လို main ကလေးမျိုးဘလောက်တောင်များနေပြီအဲ့လို main ကလေးထက်စိုးတာတွေတော့ဘလောက်တောင်ရှိနေမလဲပေါ့နော်အဓိကကိုလူကအဓိကပြဿနာကိုလူကတစ်ဖက်မှာပလီပလာတွေပြောထားရင်ကိုကတစ်ဖက်ကလည်းမှုန်နေတယ်ဆိုရင်ကိုကဘလောက်ပဲ official ပဲဖြစ်သူတို့ကမငယ်ဖြစ်ချင်တာလားကိုကတော့အဲ့ဒါကိုလိုက်တော့သားမထွက်နဲ့ဘဒူးမကောင်းကိုကောင်းရင်ပြီးရောပေါ့နော်ကိုနာမည်ကြားလိုက်တဲ့နဲ့သူဒီဘတော်မှသူများချစ်သူကိုသူများအိမ်ထောင်ကိုမဖြတ်စည်းဘူးဆိုပြီး identity တစ်ခုသူကလို့ပြောလိုက်တဲ့နဲ့ယုံကြည်မှု trust တစ်ခုရှိတာမျိုးသူဒီသူ့ရဲ့ခံယူချက်ကိုမမရက်တည်နေဆို ID တစ်ခုကိုယ့်ဘက်ကိုပဲတိဆောက်သူတို့မတိဆောက်တာသူတို့ပိုင်းနေတန်မိုးချင်းကွာရင်သူ့ဘာသူ့ကန်နဲ့သူကွက်သွားမှာပဲတနာစရာလိုပဲကြည့်ပေးလိုက်ပါနော်တနာစရာလိုပဲကြည့်သူတို့မှဘလောက်အကုသို့များလဲသူများရဲ့မျက်ရည်နဲ့သူများရဲ့နှလုံးသားနဲ့ရင်းနှီးပြီးမှသူတို့ကစိတ်ပျော်ရွှင်မှုရတာဆိုတော့အပူစားတွေပါငရုတ်သီးစားတာများရင်တော့မှအစာရင်ယောဂဖြစ်ပြီးတော့အစာရင်တွေပါပေါက်ကြကွဲကြသေးရပဲအခုလိုမျိုးသူတစ်ပါးရဲ့တောကကိုစားပြီးတော့ပျော်ရွှင်နေတဲ့သူတွေကတန်တရားမှာဘယ်လောက်ထိစင်ပြေနိုင်မယ်လို့ထင်လဲဆင်းရတော့ဒီမလာဖြစ် media pressure တွေဖိတ်လဲမလာဖြစ်တာများပါတယ်ကိုကဒီစာရေးတာနဲ့ဟောပြောတာနဲ့ဘာမှရှုပ်နေတာဖြစ်တဲ့အတွက်မတက်ဖြစ်တာများတယ်ပေါ့နော်ဒီတစ်ခေါက်ကကြာတက်တိုက်ဆိုင်ကိုခန်းဖိတ်တဲ့အချိန်မှာကိုနဲ့လည်းနီးနေတာကိုရက်လေးကလည်းကြားထဲမှာဟာနေရတာဒီဘက်တော့တေချာပေါက်သွားဖြစ်မယ်ပေါ့နော်ပြီးတော့နာမည်လေးကိုလည်းစိတ်ဝင်စားတယ်မောက်မြတာလေးနောက်တစ်ခုကကိုသိခဲ့တဲ့ခန်းစီသူဆိုတာ actor တွေမဟုတ်တော့ဘူး director ဖြစ်တဲ့မှာပါဝင်ထားရဆိုဘလို့များကိုကသူ့ရဲ့ skill တွေပြထားမလဲဆိုတာသိချင်တာနဲ့တက်ရောက်ဖြစ်ခဲ့ရမှာဖြစ်ပါတယ်ရှင်1990ဝန်းကျင်လောက်ကပုံစံလေးရိုက်ထားတော့ဆိုကိုစိတ်ဝင်စားတာပေါ့နော်ခုနလည်းပြောခဲ့သလိုပဲစိတ်ကဒီ1990 1980ဝန်းကျင်လောက်ကလူနေမှုပုံစံမျိုးတွေအဲ့ခေတ်တုန်းကရှိရဝစားဆင်ရင်မှုတွေအဲ့ခေတ်တုန်းကချစ်စင်းမြစ်တာတွေအမှုပညာတွေကိုညှနိုးတယ်နှိမ့်ဆိုင်တယ်အဲ့တော့ဒါလေးကိုကိုကဒီပိတ်ကားထံမှာတခြားမြင်ရမယ်ဆိုတော့အင်မတန်မှစိတ်ဝင်စားမိပါတယ်ရင်လည်းရင်ခုန်မိပါတယ်ရှင် drama သဘောကျတယ်ပြီးနောက်တစ်ခုကကျတော့ mystery ဖြစ်တာပေါ့နော်ဇလန်းအဆုံးမှာကြည့်ရသူစားဝတ္ထုလည်းတူတူပဲပေါ့နော်ဝတ္ထုဆိုလည်းမေခုတစ်ခုကြံခဲ့တဲ့ဟာမျိုးသဘောကျတာပေါ့နော်အဲ့တော့ခဏလည်းဖြစ်ရစိတ်ကြည့်နေကြဇလန်းတွေကတော့ဒီနောက်တစ်ပြင်းပြရုပ်ရှင်တို့ပြီးရခါကျရင်ဒီလင်မိုးတို့တွေးတို့ထက်မိုးတို့နာလိုင်းတို့အဲ့လိုဇာတ်ကားလေးတွေသဘောကျတယ်စိတ်ကအဲ့လိုခုနပြောသလိုပေါ့ negative vibe တွေကိုမကြည့်တချင်းတောင်မှအဆွေးတချင်းတွေတိုက်ခွက်ချင်းတွေဆိုနားမထောင်ဘူးအဲ့လိုမျိုးတချင်းဆိုလဲကြည်နိုးဖို့ကောင်းတဲ့တချင်းလေးတွေပျော်ဖို့ကောင်းတဲ့တချင်းလေးတွေနားထောင်တယ်ဇလန်းဆိုလဲအဲ့လိုမျိုးပျော်စရာရွှင်စရာပျော်စရာမဟုတ်ဆိုလဲထွန်မှာတော့ဥမာစိတ်သဘောကျတဲ့ဇာတ်ကားတစ်ခုပြောမယ်ဆိုရင်လွင်မိုးနဲ့နာလိုက်တရုပ်ဆောင်တာအချစ်အိမ်ကလေးကားလေကြည်ဘူးလားတော့မသိဘူးအဲ့မျိုးဆိုရင်အကျောင်းဆရာမနဲ့အင်ဂျင်နီယာနဲ့အင်မတန်မှနူးညံ့သိမ်မွေ့တယ်နော်အဲ့လိုမျိုးလေးတွေပဲကြည်တာများပါတယ်တယောက်ချင်းစီရဲ့ခံယူချက်တွေနဲ့ဆိုင်တာပေါ့နော်ခံယူချက်တွေနဲ့လည်းဆိုင်တယ်နောက်တစ်ခုကကျတော့အတိုင်းဝိုင်းပေါ့နော်ကိုခက်ကဘယ်လိုပြောမလဲဒီလိုဟာလောက်တာကိုလက်ခံတယ်ဆိုတဲ့အတိုင်းဝိုင်းစိတ်နဲ့ကြားဖို့ပါတချို့ဆိုရင်ကောင်မလေးပါလာရင်တငယ်ချင်းလိုနေလိုက်တယ်သူ့ကောင်မလေးမပါလာဘူးဆိုကိုအဲ့ကောင်လေးနောက်ပြေးကပ်ပြီးတော့ပတ်သက်လိုက်တယ်ပေါ့နော်အဲ့ဒါကို main ကလေးတယောက်ပြောတဲ့စကားကိုစိတ်နာနဲ့ဆက်ကြားခဲ့ရတကာရကရှိကိုလည်းပြောဆိုဘလို့တောင်လဲပေါ့နော်အဲ့လို main ကလေးမျိုးဘလောက်တောင်များနေပြီအဲ့လို main ကလေးထက်စိုးတာတွေတော့ဘလောက်တောင်ရှိနေမလဲပေါ့နော်တချို့ဆိုရင်မဟုတ်ပါဘူးဇနီးရှိပါတယ်ချစ်သူရှိပါတယ်ဆိုရင်နောင်ပဂျားတွေကလည်းကျမတို့ကလေဘယ်လိုပြောရမလဲmain ကလေး2ယောက်ပဲတော့၎င်းရတက်လေး2ယောက်တော့၎င်းအဲ့လိုဖြစ်နေတယ်ဆိုရင်တခြားသူချင်းကပြဿနာဖြစ်ရမှာမဟုတ်ဘူးအဓိကကိုလူကအဓိကပြဿနာကိုလူကတစ်ဖက်မှာပလီပလာတွေပြောထားရင်ကိုကတစ်ဖက်ကလည်းမှုန်နေတယ်ဆိုရင်ကိုကဘလောက်ပဲ official ပဲဖြစ်ဟိုနေ့ဖြစ်နေမှာပဲလीနော်အဲ့တော့နောက်ဆုံးကြတော့သူများတွေကပြင်လို့မရဘူးအကျင့်မကောင်းတဲ့သူတွေဇယိုက်မကောင်းတဲ့သူတွေအဲ့ဒါတွေကိုလိုက်ပြီးတော့ဒေါသထွက်နေကိုပင်မဲ့နဲ့သူတို့အကျင့်မကောင်းတာသူတို့ဟာပေါ့နော်သူတို့က silent sorry သူတို့ကဘယ်လိုပြောမလဲ side chip ဖြစ်ချင်တာလားသူတို့ကမငယ်ဖြစ်ချင်တာလားနော်ဖြစ်ချင်တာသူတို့တမိုင်းပဲဒါပေမဲ့ကိုကတော့အဲ့ဒါကိုလိုက်ဒေါသမထွက်နဲ့ဘဒူးမကောင်းကိုကောင်းရင်ပြီးရောပေါ့နော်ကိုနာမည်ကြားလိုက်တဲ့နဲ့သူဒီဘတော်မှသူများချစ်သူကိုသူများအိမ်ထောင်ကိုမဖြတ်စည်းဘူးဆိုပြီး identity တစ်ခုသူကလို့ပြောလိုက်တဲ့နဲ့ယုံကြည်မှု trust တစ်ခုရှိတာမျိုးသူဒီသူ့ရဲ့ခံယူချက်ကိုမမရက်တည်နေဆို ID တစ်ခုကိုယ့်ဘက်ကိုပဲတိဆောက်သူတို့မတိဆောက်တာသူတို့ပိုင်းနေဖြစ်ပါစေတန်မိုးချင်းကွာရင်သူ့ဘာသူ့ကန်နဲ့သူကွက်သွားမှာပဲအဲ့တော့အချုံပြောချင်တာကတော့ဘယ်သူမကောင်းအဲ့ဒါတွေကိုလိုက်ပြီးတော့တော့မထွက်နေနဲ့တော့တနာစရာလိုပဲကြည့်ပေးလိုက်ပါနော်တနာစရာလိုပဲကြည့်သူတို့မှဘလောက်အကုသို့များလဲသူများရဲ့မျက်ရည်နဲ့သူများရဲ့နှလုံးသားနဲ့ရင်းနှီးပြီးမှသူတို့ကစိတ်ပျော်ရွှင်မှုရတာဆိုတော့အပူစားတွေပါနော်အပူစားတွေစားတာဘယ်တော့ကြာစားနိုင်မလဲနော်ငရုတ်သီးစားတာများရင်တော့မှအစာရင်ယောဂဖြစ်ပြီးတော့အစာရင်တွေပါပေါက်ကြကွဲကြသေးရပဲအခုလိုမျိုးသူတစ်ပါးရဲ့တောကကိုစားပြီးတော့ပျော်ရွှင်နေတဲ့သူတွေကတန်တရားမှာဘယ်လောက်ထိစင်ပြေနိုင်မယ်လို့ထင်လဲ
နော်လူစားမှပြောတဲ့သူတွေကစားပါစီကိုကြွေးလိုက်ပေါ့ဟုတ်တယ်မလားကိုတက်ဟာတိတိတက်တက်ရှိနေမှာပဲလေ ethic ပေါ့နော်စီးမရှိဘောင်မရှိတော့ဘူးပေါ့ဒီလိုမျိုးဟိုတဏပေမကိစ္စနဲ့ပတ်သက်ရင်ခုခေတ်ကစီးပေါင်နေမရှိကြတော့ဘူးနောက်ဆုံးထွက်ထားတဲ့ the psychologists or traders in the post betrayal syndrome ပေါ့နော်ဖောက်ပြန်သူတို့ရဲ့စိတ်ဝေဒနာနဲ့ဖောက်ပြန်ခံရသူတို့ရဲ့စိတ်ဒဏ်ရာပေါ့ဖောက်ပြန်တဲ့သူတွေရဲ့ background မှာလည်းသူကစိတ်ဒဏ်ရာရှိတယ်။ဘာ trauma တွေကြောင့်လဲငယ်တုန်းကမိဘပြင် childhood trauma ကြောင့်လဲဒါမှမဟုတ်ကို၌ကဘာတွေများ inferior ဖြစ်ခဲ့လဲတိတ်ငယ်စိတ်အငုံစိတ်ကြောင့်အချိန်လုံးဖောက်ပြန်နေရလား။မိမတွေအများကြီးနဲ့ပတ်သက်ရရင်ကိုအရန်မိုက်တာပဲပေါ့ main ကလေးတွေအများကြီးနဲ့ကပတ်သက်ရတယ်ဟိုဒါငါအရေးချင်းရှိလို့အဲ့လိုထင်နေတဲ့ယောက်ျားတွေလည်းရှိတာပဲပေါ့နော်။အဲ့လိုစိတ်ပြဿနာတွေရှိနေလား။နောက်တစ်ခုကကျတော့ impulse control problem ပေါ့ဒီဖောက်ပြန်ရတဲ့ urge ကိုစိတ်ဆန္ဒကို control မလုပ်နိုင်တဲ့ကျမ်းမာရေးစိတ်ကျမ်းမာရေးပြဿနာရှိနေရလားပေါ့မျိုးစုံပေါ့စောင်းလေးတော့ဒီဖက်ကြည့်ပါနောက်တစ်ခုကျတော့ဖောက်ပြန်ခံရတဲ့သူတွေမှာ post betrayal syndrome ပေါ့အဲ့ပြဿနာလေးတွေလေသူတို့ကခံစားရတယ်ဒါလေးတို့လည်း awareness ရစေချင်လို့ရေးထားတာပါဒါပေမဲ့နောက်ဆုံးနောက်တစ်ခုထပ်ထွက်ရင်တော့ရတစာပေစစ်စစ်ဝတ္ထုရေးမယ်လို့ဆုံးဖြတ်ထားပါတယ်